ကဲမင်္ဂလာပါနော်ညီလေးမိုးညိုရေလောလောဆယ်တော့ကမ်ပိန်းမစခင်ဘတ်တောင်းလာလူတော့ပါပြီဒါကတော့ညတော့ကအစည်းအဝေးလုပ်ကြတယ်ဟိုရက်ကစစ်တပ်က223နှစ်မတရားအမိန့်ချခံထိတဲ့မိုးညိုကိုထောင်အပြောင်းအရွှေ့မှာလမ်းကနေဖြတ်တိုက်ပြီးတော့ကယ်တင်လိုက်နိုင်တယ်အဲ့ဒီညီလေးမိုးညိုတို့အဖွဲ့အတွက်လိုအပ်ချက်တွေဖြည့်ဆည်းဖို့6မြို့နယ်အဖွဲ့အတွက်ပေါ့အဲ့တော့6မြို့နယ်ဆိုတာလေကမ်ပိန်းတွေတခုမှမလုပ်ထားဘူးအဖွဲ့တဲ့အဆက်အသွယ်တိတ်မရှိဘူးမြေပြင်မှာလည်းတကယ်လုပ်နေကြတာဖြစ်တဲ့အတွက်ဒီအဖွဲ့လေးကိုဝိုင်းကူဖို့ဆိုပြီးတော့ကမ်ပိန်းအစည်းအဝေးခေါ်တယ်ညတော့အစည်းအဝေးတက်တော့အောက်ကအဖွဲ့ကပြောတာတော့သူတို့လိုအပ်ချက်3000လို့ပြောတာ3000အစည်းအဝေးပေါ့နော်ကျွန်တော်ကမ်ပိန်းအဖွဲ့မဟုတ်တယ်ဘူးဘယ်လိုလုပ်ကြမလဲတိုင်ပင်နဲ့အစည်းအဝေးအဖွဲ့မှာလေလေးလေးတက်ကဥကြော်တလင်းကတိတယ်မလားတူလို့တော့မှအတက်နဲ့ရင်းပြီးလုံနေတာငါတော့ကဘာဖြစ်လို့မလုံနိုင်အောင်ချမယ်ကွာငါ3500အာမခံတယ်ဟာဖရားရေ तू က3500အာမခံတယ်နော်ရအောင်ရှာမယ်တဲ့မရအောင်ရုံးမယ်ငါတို့တဲ့ညီလေးဝေရန်ကကျွန်တော်က3000အာမခံတယ်တဲ့ကိုစီရောဆိုကျွန်တော်ကလည်းခြေလေးကမကောင်းတော့ကျွန်တော်တော်လိုင်းစလုပ်တဲ့ကတိုင်တက်ဘွက်တကူတွေကို3000ချီကျွန်တော်မရှာပေးဘူးညှပြီးတော့ပဲကျွန်တော်ရှာပေးဘူးလားအဲ့တော့ကျွန်တော်ရမလို့ဟိုကိုရဲတဲ့နိုင်လို့ရှိသေးတယ်ဟိုလူရှိတယ်ဒီလူရှိတယ်အစည်းအဝေးမှာပြောကြပါတတ်ပါကျွန်တော်စီပဲပြန်ရောက်လာတယ်ရောက်လာတော့ညင်းလို့မရတော့ဘူးအဲ့တော့ညင်းလို့မရတော့ကိုစီလဲ3000ရှာပေးရပါမယ်နော်အဲ့တော့အခုလာမဲ့12လပိုင်းမှာ Union Brother ခေါင်းစဉ်အောက်ကဝင်တဲ့ငွေမှန်တမျှ3000မပြည့်အောင်ကျွန်တော်ကိုစီရုံးရပါတော့မယ်ဘာလို့ဆိုကျွန်တော်ခတ်တာကဒီ PSC network ကငွေလဲကျွန်တော်တွားထိလို့မရဘူး PSC network ကကောင်းငွေစိုးငွေတာကျွန်တော်ကတာဝန်ခံထားရတယ်ငွေကန်ရတက်စရင်ကန်ရတက်နောက်ပြီးတော့ PSC network စတင်တည်ထောင်တဲ့ကဒီတယောက်ကိုထိုင်းမှာရှိတဲ့လူတွေတလ200တွင်းနဲ့ရတဲ့ငွေအားလုံးရဲ့80% ပြည်တွင်းပို့တယ်30%ကိုမမဝင်တဲ့အချမ်းမိုင်အစီအစဉ်ကိုပြန်လဲကူညီပေးတယ်ပို့လို့ရှိရင်နောက်လ80တဲ့ပေါင်းပြီးပြည်တွင်းပို့တယ်ပြည်တွင်းပို့တဲ့နေရာမှာလဲနီးစက်ရစတော်ကော်လာမဟုတ်ပဲနဲ့ဒီ MOD ကစေုံချုပ်ကချပေးတဲ့တိုင်းတက်ဖွဲ့စရင်တွေတိုင်းနဲ့ပြည်နယ်ပေါ့နော်သူတိုင်းတစ်ခုပြည်နယ်တစ်ခုကို2ဖွဲ့ဆို2ဖွဲ့3ဖွဲ့ဆို3ဖွဲ့ကျွန်တော်ချပေးနိုင်မယ်ဆိုရင်4ဖွဲ့5ဖွဲ့တော့စရင်ပေးလာတာပေါ့အဲ့ဒါကိုမဲနိုင်ပြီးတော့ကျွန်တော်ကပြန်လဲချပေးနေတာဖြစ်တဲ့အတွက်အဲ့ဒီငွေကိုကျွန်တော်တွားကင်လို့မရဘူးကျွန်တော်တာဝန်ခံတဲ့လူတွေရရဟဲ့ဒီငွေဒီတလားငါ့ကိုပေးပါငါဒီမှာကမ်ပိန်းသုံးလိုက်မယ်လို့တွားလုပ်မယ်ဆိုရင်တော့ရုံးဝင်တဲ့အဖွဲ့တွေကတော့ကျွန်တော်ဘာပြောမလဲဒါပေမဲ့ကျွန်တော်ဒါလွယ်တုံးစားလုပ်တာပဲဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဂတိကိုစလုပ်တဲ့ PSC network ကတလ200ပုံမှန်ဒီပုံစံနစ်နဲ့တွားမယ်လို့ဂတိကိုပြုထားတဲ့အတွက်ငါတာဝန်ခံထားတာငါလုပ်ချင်တယ်လုပ်လို့ဆိုရင်ကျွန်တော်ဒါအခရီးပဲနော်အဲ့တော့အဲ့ရငွေကိုလည်းကျွန်တော်မှတွားထိလို့မရအောင်အဲ့တော့ဘာလို့ကောင်ဆိုဒီလိုတဲ့3000ကိုကျွန်တော်မရရအောင်အသေးတန်ရှားတော့နော်ကျွန်တော်အလူလက်ခံတဲ့လူမဟုတ်ဘူးသူကတူ Messenger ကနေအတိတရားနဲ့လွှဲလာတဲ့လူတွေစရင်ကိုပဲလက်ခံပြီးတော့ကျွန်တော်ရေးပြီးတလားဘယ်လောက်ရတယ်ရောခင်ဗျားတို့တူထားတဲ့နာမည်နော်ဒါမျိုးပေါ့ဒါမျိုးနော်ဒီမှာခင်ဗျားတို့လူထားတဲ့နာမည်ဒီငွေတွေအားလုံးကိုယ့်နာမည်ကိုစစ်ပြီးဘယ်ကိုပို့လိုက်တယ်ကျွန်တော်ဒီလိုပဲသွားတာဆိုတော့အခုကျတော့3000ကိုရအောင်ရှာမှာအဲ့တော့ထိုင်းတစ်ခုတည်းကတော့ဘလို့မှမပြည့်နိုင်ထိုင်းမှာလေးလေးတက်ကောကျွန်တော်ကောညီလေးဝေရန်ရောတာဝန်ခံထားတဲ့လူတွေကအဲ့တော့မလေးရှားဂျပန်ကိုရီးယားဩစတြေးလျခုနကဩစတြေးလျတစ်ဖွဲ့ကတော့ကိုစီရဲတဲ့ဝိုင်းကူညီပေးမယ်သူတို့အဖွဲ့ခေါင်းဆောင်နဲ့စကားပြောပေးပါဆိုပြီးတော့လှန်ဆက်သွဲလာတယ်အဲ့တော့ဩစတြေးလျဆက်သွဲလာပြီအခြားတော့ USA တို့နော်အခြားတော့နိုင်ငံတွေမှာရှိတဲ့ညီကိုမောင်တို့ရဲ့အနေနဲ့လဲကျွန်တော်ဒီပို့လေးကိုတွေ့ဒီ3000မှာနိုင်တဲ့နေရာကဝင်းရံပေးပါလို့အားလုံးဖိတ်ခေါ်ပါတယ်ကျွန်တော်ရှာထွက်တော့ပါမယ်နော်အဲ့တော့လောလောဆယ်တော့ကမ်ပိန်းဖွင့်ပွဲတော့မစရသေးဘူးပေါ့နော်ဒီမှာ1000လာလူပါတယ်ဒီ1000လှူတဲ့အမကြီးကစိတ်မကောင်းဗျာမိုးကုတ်ကပါသူ့ရဲ့သားလေးဆုံးတာဘယ်တော့မှမကြသေးဘူးအကြမ်းဖက်စစ်တပ်ရဲ့ရဲရဲဆက်ဆက်ဘုံကျဲလို့အသက်ဆုံးရှုံးသွားသူ့ရဲ့သားအကြီးကအဲ့တော့ဒီမကြီးကအနှွေးတဲ့အင်ကြီးတွေအခုကိုယ်တိုင်ကိုကြကားနဲ့တိုက်ပြီးလာပို့ပြီးလှူတယ်ရဲဘော်တွေအတွက်ဘတ်ငွေ1000ကိုလည်းထည့်ပေးသွားတယ် PSD မှာလည်းမန်ပါဝင်ပြီး9လစာထည့်ပြီးတခါတည်းကတ်ထုတ်သွားတယ်နော်မိုင်းကြီးကျွန်တော်မှတ်တမ်းနေမှရတယ်မဟုတ်လေမတင်နဲ့ဆိုတော့ကျွန်တော်လည်းမရိုက်တော့ဘူးเนาะတူရဲ့ပုံเนาะအဲ့တော့လောလောဆယ်တော့ကမ်ပိန်းမစခင်ဟိုနင်းထဲမှာပေါ့3000ထဲမှာဘတ်1000တော့ကျွန်တော်ရော့သွားပါပြီလို့เนาะအဲ့တော့အခြားတော့ညီကိုမောင်နှမတွေအနေနဲ့လဲ
နိုင်တဲ့နေရာကပါဝင်ပေးပါဒီဗီဒီယိုဖိုင်လေးကိုလည်းနော်အနေထောက်ဖို့အဖွဲ့အစည်းတွေနော်နိုင်တဲ့အဖွဲ့အစည်းတွေအားလုံးကိုလည်းကျွန်တော်အပြင်ကလည်းကျွန်တော်နိုင်တော့လိုက်ပြောပါမယ်နော်ဟိုလိုက်ကူညီတော့ဟိုလိုက်တောင်းပါမယ်ဘာဖြစ်လို့ဆိုတော့တိတ်တောင်ဒီတိုင်းလူခံမှုဆိုတာမလွယ်ဘူးလေကျွန်တော်လည်းအဲ့လောက်တောင်မယုံနိုင်တော့ဘူးဗျာဒီဘက်မှာလည်းကျွန်တော်တောက်လျှောက်ယုံနေတာဖြစ်တဲ့အတွက်အခုကမယုံလို့လည်းမရဘူးနော်အဲ့တော့နောက်တစ်ခုရှိတာကကျွန်တော်ဘာဖြစ်လို့အမခံတာလဲဆိုတော့ဟိုလေးတက်လို့ညီလေးဝင်ရန်လို့လက်ခံလို့ကိုယ်လည်းလိုက်ပြီးလက်ခံတာလို့တော့မဟုတ်ပါဘူးဘာဖြစ်လို့လဲအဲ့ဒီနှစ်ပေါင်း223နှစ်အမိန့်ချခံထားတဲ့မိုးညိုဟာဒါအခုတွားကဲလို့ကျွန်တော်လွတ်သွားလို့တူဟာလည်းတတိရှိကားပေါ်ခုန်ချလို့ဒါပေမဲ့အဲ့လိုတွားကဲတဲ့နေရာမှာလက်နက်ကြီးမပါသွားတဲ့အတွက်မရှိတဲ့အတွက်ကြံတဲ့အကျဉ်းသားတွေကိုမကယ်နိုင်ဘူးဒါဟာကျွန်တော်တို့လိုအပ်ချက်နောက်အခုမိုးညိုတို့အဖွဲ့ရဲ့နားမှာရေနံမြေအကြီးစားကြီးရှိတယ်အဲ့ဒီရေနံကထွက်တဲ့ budget တွေနော်ဒီကထွက်တဲ့ဟာတွေနဲ့လေရင်နဲ့တိုင်းပြည်ကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်အဲ့တော့ကျွန်တော်တို့ကဒီဘေးနေမှာနိုင်တော့ကျွန်တော်တို့ပြည်သူကိုကာကွယ်နိုင်အောင်လုပ်ဖို့လိုအပ်တယ်အဲ့လောက်ဆိုသဘောပေါက်မှထင်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လက်ခံပေးတာနောက်ဒီကလေးကဒါတွားကယ်လို့သူကိုယ်တိုင်နဲ့တတိရှိခုံချောင်းသူလွတ်လာမလွတ်နိုင်စဉ်းစားကြည့်ရင်စစ်ကြောရေးမှာအိမ်သာရေရစတောက်လာတယ်ဗျာဘောကစဉ်းစားကြည့်ဟမ်လူတက်လာလားမရင်းကျင်တာလားကိုယ့်ရဲ့ကိုကျိုးစီးပွားဒေါ်ရကြောင့်လူတက်တာလားဒါမှမဟုတ်မရင်းကျင်တာလားသူကပစ္စည်းခိုးတာလားဘာမှမဟုတ်ဘူးဒီတိုင်းပြည်ကိုအာဏာသိမ်းလို့ပြည်သူဘက်ကနေရက်တည်လို့ရဲဆက်ဆက်ဖမ်းပြီးတော့ဒုက္ခပေးခံထိတယ်ဒါဟာမင်းအောင်နိုင်အာဏာသိမ်းလို့အဲ့တော့ဒီညီလေးမိုးညိုတို့ပဲဒီထောင်ထဲမှာနိုင်ငံတော်တမန်တိုင်းဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်လူပေါင်း2000လောက်ကိုဖမ်းဆီးထားတယ်တတ်ထားတဲ့လူလည်းမနေဘူးဒီတွေကလည်းဘယ်နှယောက်ကိုမသေးသေးအောင်လို့သူတို့ထပ်လောက်အောင်လည်းကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်တို့အပြင်မှာနေနေတဲ့ဒါလောက်လေးမှမလုပ်ရင်ကျွန်တော်တို့ဒီတိုင်းပြည်သားလူလို့ကိုခံမြူနေတော့ကျွန်တော်တတ်မှတ်ဒါကြောင့်မို့လို့ငါရအောင်လုပ်မယ်လေးလေးတက်ပြောတဲ့စကားတွေလည်းအားရှိတယ်ကျွန်တော်တို့စီးပူးပွဲမှာနော်အဲ့တော့ငါတို့ရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့အာမခံလိုက်တာဟုတ်တယ်မလားကျွန်တော်နိုင်ငံကလေဒီတော်လှန်ရေးမှာမှလွတ်အောင်လုပ်နိုင်လို့မလုပ်နိုင်မြန်မာပြည်စောက်ပြတ်ဖို့မရှိတော့တယ်မယုံကြည်တဲ့ကျွန်တော်အပေါ်မပြောဘူးအခုမြန်မာပြည်မှာခင်ဗျားတို့ဝတ်တိုင်းလူတိုင်းစားနိုင်တယ်အဲ့ဒါအဖြစ်ပဲနော်ထိုင်းမှာလာကြည့်အနီးဆက်ဆုံးဒါထိုင်းကသွတ်တဲ့တိုင်းပြည်မဟုတ်သေးဘူးနော်ဝတ်သားချက်သားငါးတက်တာမစားခြင်းနဲ့အစုံလူနေမှုအခြေခံဘယ်လောက်ထိကွာနေပြီလဲငါတို့လူမျိုးတွေငါတို့တိုင်းပြည်သားတွေကဘယ်လောက်ထိစောက်ပြတ်နေပြီလဲဒီတော်လန်ရေးတာမနိုင်ရင်ဘာဖြစ်လာမလဲနံပါတ်1အခုမင်းအောင်နိုင်ကမြစ်ဆုံစီမံကိန်းပြန်စဖို့လုပ်ပြီတိုင်းပြည်ကဘာပဲပေးရသူအာဏာရအကုန်ချပေးမှာရှင်းပြောရင်သူ့မယားကျူလှလဲခွက်ကစမင်းတို့ဒီတိုင်းပြည်ရဲ့တရင်ဝင်ခေါင်းဆောင်ဖြစ်အောင်ငါလုပ်ပေးမယ်မင်းမယားကျူလှလဲခွက်ငါ့ကိုပေးချမလားဆိုရင်တော့မင်းအောင်နိုင်ကပေးချမယ်ကောင်မျိုးနော်အဲ့တော့သူတို့ကိုယ်တိုင်လည်းသူများအတုံးတော်ခံကြပြီးသားတွေယူလာတာဟုတ်ဆိုတော့တိုင်းပြည်ကိုအဲ့လိုချလုပ်မဲ့ကောင်မျိုးဖြစ်တဲ့ဒီတော်လန်ရင်းတာမနိုင်နဲ့နံပါတ်1မြစ်ဆုံစောက်ပြီးဆိုတာနဲ့အေယာဝတီမြစ်ရိုးတစ်ကြောင်လုံးရှိတဲ့ရွာပေါင်း100ကျော်ဟာထမင်းငတ်လိမ့်မယ်အကုန်လုံးခန်း6ကုန်မှာအဲ့ဆယ်ကငလင်ကြောတက်တဲ့ကြောင်နေလို့မတော်လို့တရုတ်တွေပောက်ကရလှုပ်သွားလို့ဆယ်ကြီးကျိုးကြရင်နိုင်ပိုင်းအတွင်းမြစ်ကြီးနားမြို့ဝါစာတက်မြုပ်မှာအခြားရွာတွေမပြောနဲ့ရွာပေါင်းရာချီမင်းတပိုင်တွင်းပြောက်သွားမှာအခုမင်းအောင်လိုက်အဲ့ဒါကိုပြန်စားဖို့လုပ်နေပြီပြီးရင်တရုတ်ပိုလန်ယူနန်ထွက်ပေါက်ပိတ်နေတဲ့ယူနန်ပြည်နယ်ကိုဒီကနေထွက်ပေါက်လုပ်ဖို့အတွက်တရုတ်ပိုလန်ဖွင့်ဖို့လုပ်တယ်အဲ့ဒီလမ်းပွင့်တာနဲ့တရုတ်တိန်းလက်ရှိဟောလဲဆင်းလာမှာတရုတ်တွေကမြန်မာနိုင်ငံမှာဘာလုပ်လဲအိမ်ရှင်လုပ်ငန်းရှင်ဖြစ်ပြီးတော့မြန်မာတွေကကြုံပြန်ခံရတဲ့ဘဝရောက်မှာဟိုမှာတီးလင်ကကြီးစိတ်တိုင်းပေးလိုက်ကအေးတရုတ်ဘာအောင်မေးလဲမင်းအောင်နိုင်လောက်ကိုလားတနာတယ်အဲ့တော့အဲ့ဒီအနေထားမှာကျွန်တော်တို့ဒီပွဲကိုမနိုင်အောင်တိုက်ရမှာဒါကြောင့်မို့လို့ကျွန်တော်တို့ရအောင်လုပ်မယ်အဲ့တော့ဒီဇင်ဘာ2025ဒီဇင်ဘာလအတွင်းမရရင်နောက်တော့ကျွန်တော်တတ်မှတ်ထားတော့2လတတ်မှတ်ထားတာပေါ့နော်ဖေဖော်ဝါရီလ30ရက်မတိုင်ခင်ထိအပီးလုပ်ဖို့တော့တတ်မှတ်ထားတယ်ဒီ2လအတွင်းမှာကျွန်တော်တို့တတ်မှတ်ထားတဲ့ကိုတောင်ဝင်ခံထားတာတွေကိုရအောင်ရှားမှာဖြစ်တယ်ဒါကြောင့်မို့လို့ထောက်ဖို့အဖွဲ့အစည်းတွေနော်အားလုံးဒီ6မြို့နယ်အတွက်နိုင်တဲ့လောက်ဝင်းရံပေးပါတဦးတယောက်ပုတ်ကိုချင်းလဲနိုင်တဲ့လောက်ဝင်းရံပေးပါကျွန်တော် Facebook Messenger ကိုကျွန်တော်အခုဘေးမှာပြထားတယ်ကျွန်တော် Facebook ကအေးမင်းကိုစီအနောက်ကအပြာရောင်ဝင်းထဲမှာအဖြူအောင်အမှန်ချစ်ကလေးကိုမှတ်ထားပါအဲ့ဒါလေးပါမတာလေးကျွန်တော်အကောက်အစ်စ်ပါအဲ့ဒါ blue mat လို့ခေါ်တယ်ချို့တယ်ကြတော့မသိဘူး
အဲ့ဒီဘလူးမတ်က Facebook မှာတရားဝင်မှတ်ပုံတင်ထားလို့ဒီဘလူးမတ်ချပေးထားတာအဲ့ဒီဘလူးမတ်ပါလဲ Facebook Messenger ကပဲဆက်သွယ်ပါမတင်ကြရင်ကျွန်တော်အဲ့ Facebook ကနေကျွန်တော်အတန်ဖြစ်ဖြစ်ကျွန်တော်ရုပ်ဖြစ်ဖြစ်ခေါ်ခိုင်းပါနော်အဲ့တော့အဲ့ဒီအကောင့်ကနေကျွန်တော်ဆက်သွယ်ပြီးတော့ဒီမိုးညိုတို့ရဲ့သိန်း1000ကမ်ပိန်းမှာကျွန်တော်တာဝန်ယူထားတဲ့အပိုင်းပို့လို့ရှိရင်လည်းလေးလေးသက်တာဝန်ယူထားတဲ့အပိုင်းကိုကျွန်တော်ဖြည့်ပေးမယ်လေးလေးသက်လို့ကိုရန်တို့ကလည်းသူပို့လို့ရှိရင်ကျွန်တော်တို့တောင်းတယောက်မပြည့်တယောက်ဝိုင်းဖြည့်ပေးရမှာပေါ့နော်ဒီမှာရသလောက်ပေါ့အဲ့တော့တိုက်ရင်ကိုလည်းတိုက်ရိုက်ဖြည့်လို့ရတယ်ကျွန်တော်တို့တွေရှိမှလည်းကူညီလို့ရပါတယ်เนาะအဲ့တော့လောလောဆယ်တော့ကျွန်တော်တိန်း1000အတွက်ရုံးမယ်